Hello အားလုံးမင်္ဂလာပါဒီနေ့ပြောပြမယ့်အကြောင်းကတော့ကျွန်တော်ဒီပကြီးဆွဲမှာမဟုတ်ပါဘူးဒီနေ့ကတော့ကျွန်တော်ဝါနာပါတဲ့ကားအကြောင်းပြောပြမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကား review လုပ်ပြမှာပေါ့နော်ကားအကြောင်းပြောရမယ်ဆိုတာတဲ့ကျွန်တော်ကြိုက်တဲ့ကားတွေကဒီအခုလက်ရှိဒီပုံမှန်ဒီစက်ရုံထုတ်ကားတွေတို့ထက်ကိုကျွန်တော်အဲ့လိုမျိုး modify လုပ်ထားတဲ့ကားတွေလို့ဆင်ထားတဲ့ကားတွေနောက်ပြီးတော့လိုမျိုးဟိုတခုတည်းတိဆောက်ထားတဲ့ကားတွေကိုကျွန်တော်ပိုဝါနာပါတယ်ပေါ့နော်ကျွန်တော်အားရနေလေ့လာရဗျာအဲ့တော့ကျွန်တော်လည်း2ဝါနာ2ရရှိရဆိုလို့ရှိရင်เนาะကျွန်တော်ဒီဗီဒီယိုလေးကိုဆက်ကြည့်ပါကျွန်တော်ကားအကြောင်းပြောမှာဖြစ်ပါတယ်ကျွန်တော်အခုပြပြမယ့်ကားအကြောင်းကတော့အားလုံးသိပြီးသားဖြစ်တဲ့ Land Rover Defender ဖြစ်ပါတယ်ဒါပေမဲ့ဒီ Land Rover Defender ပေမဲ့သူကပုံမှန် Land Rover Defender မဟုတ်ပါဘူးဒီကောင်က Land Rover Defender ထဲမှာနောက်ဒီအခုလက်ရှိ model မှာအမြင့်ဆုံး Great Defender Octa လို့ခေါ်ပါတယ်ဒီ Land Rover Defender Octa version က body ကနည်းနည်းလေးပြောင်းသွားတယ် body ကဘေးကဒီ fender line တွေကပို့ပြီးတော့ကျယ်လာတယ်ပြီးတော့ဖောင်းလာတယ်ပြီးတော့ခါကျတော့ tire က off road tire အကြီးဖြစ်သွားတယ်ပြီးတော့ grey တွေပြောင်းသွားတယ်ပြီးတော့ခါကျတော့ BMW ရဲ့ 4.4 liter V8 engine ကိုယူသုံးထားပါတယ်နောက်ပြီးတော့သူဒီ Defender Octa ကတော့သူကတော့ air suspension ကို60 dynamic ဆိုပြီးတော့ဒီ off road rest ဆိုပြီးတော့သူကအဲ့ဒါကိုတည်ထုတ်ထားပါတယ်ပေါ့နော်နောက်ပြီးတော့သူအတွင်းကလည်းပြောင်းသွားပါတယ် Defender ကဒီ alternative မရသွားပါဘူး Land Rover Defender ကနောက်ပြီးတော့လူတွေရှေ့မှာပေါ့နော်အရင် Defender အဟောင်းတွေလိုမျိုးပို့ပြီးတော့အဲ့လိုမျိုးဒီ off road capability မောင်းလို့ရတယ်ဘာညာဆိုတဲ့ဟာကိုသက်သေပြဖို့လိုအပ်နေပါတယ်အဲကြောင့်မလို့ Defender ကဒီ Defender Octa ကိုထုတ်ပြီးတဲ့အချိန်မှာ Defender DH7R ဆိုတော့ထက် series ကိုထွက်လာပါတယ် This is the Defender Dakar D7XR, the toughest Defender ever built. So I think this feels natural to me as Defender now to take the story on. ဒါတော့ကျွန်တော်တို့ဝယ်လို့မရပါဘူးနိုင်ငံခြားသားတွေလည်းဝယ်လို့မရပါဘူးသူကတော့ဒီဘာအတွက်ထုတ်တာလဲဆိုတော့ Saudi Arabia မှာအခုချင်းပါသွားတယ်ဒီမိုင်9000ဝန်းကျင်ပေါ့နော်မိုင်9000ဝန်းကျင်Dakar Rally Dakar Rally ကိုဝင်ပြန်မှုအတွက်သူတည်ထုတ်တာဖြစ်ပါတယ် Dakar Rally တည်ထုတ်ရတော့ Defender ကကား3စီးလုံးဝင်ပြန်ခဲ့ပါတယ်Dakar Rally ကဘယ်လိုလဲဆိုတော့ကျတော့ Dakar Rally ကအရှိကောက်တမိုင်းကတော့ကျွန်တော်မရှင်းပြတော့ပါဘူးဒါပေမဲ့ Dakar Rally ကဘယ်လိုလဲဆိုတော့ဒီမိုင်4000 5000အတွင်းမှာသူကတဲကန်ရပါတယ်ပြီးလို့ရှိရင်ကြောက်စက်ခဲပါတယ် gravel ပါတယ်ပြီးလို့ရှိရင် nickel နေပါတယ်ပြီးရင်လမ်းကိုဒီဘောင်းစုံကိုအဲ့လမ်းမောင်းဆိုဖြတ်ကျော်ပြီးမောင်းရတဲ့ခီးခုပေါ့နော်သူကနှစ်ပတ်ပြန်ရပါတယ်နှစ်ပတ်ပြန်တဲ့အတွင်းမှာအဲ့မှာကားကြမ်းခိုင်မှုရောအတင်းကြမ်းခိုင်မှုရောလူတွေရဲ့စိတ်ကြမ်းခိုင်မှုလူတွေရဲ့ driving skill ရောအကုန်လုံးပြန်မှသာနေဒီတာကာကဆွေးရတာဖြစ်ပါတယ်အဲ့တော့ဒါကတော့လောဆယ်လက်ရှိချိန်မှာဒီကျွန်တော်တို့ဒီကားလမ်းကျန်းကားပြန်မှုပြန်နေမှာအခက်ခဲဆုံးနဲ့အပင်ပန်းဆုံးနဲ့တော့ပေါ့နော်အရင်ကဒီကားတွေကိုအဖြတ်စီဆုံးဆိုပြီးတော့ဒီအမှတ်တမ်းတစ်ခုတင်နေရပါပေါ့နော်အဲ့ဒီအမှတ်တမ်းတစ်ခုတင်နေပြန်မှာတော့ဖြစ်ပါတယ်ဒီနေ့ဒီ Land Rover အနေနဲ့ကျတော့ Defender နဲ့မှာ3စီးဝင်ပြိုင်ပါတယ်ဒါပေမဲ့သူတို့ဝင်ပြိုင်တဲ့3စီးမှာက stock class မှာဝင်ပြိုင်ပါတယ်ဒါကာမှာကသူကပြန်ဝဲမှာသူကကားအဆင့် class တွေခွဲထားပါတယ်သူကကားကုန်ကားကြီး class ရှိရနောက်ပြီးတော့ရှိရင် prototype class ရှိရနောက်ပြီးရင်အဲ့လိုမျိုးနောက်တစ်ခုပါလဲtype 2လား type 1လားမသိဘူး pro class နောက်တစ်ခုရှိရတယ်အဲ့ကောင်တွေနဲ့ဆိုလို့ရှိရင်ပုံစံမျိုးပူတူပါဘူး The closer it gets to the end stock class ကဘယ်လိုလဲဆိုတာကျွန်တော်ရှင်းပြပါမယ် stock class ကကြတော့ကျွန်တော်တို့ဒီစက်ရုံနဲ့ထုတ်တဲ့ကားတွေဖြစ်ရပါမယ်အဲ့ကားကိုလည်းဒီအပြင်လူတွေကနေပြီးတော့လည်းဝယ်လို့ရပါမယ်အဲအကြောင်းမလို့ဒီ Dakar Rally မှာ stock class မှာဝင်ပြန်နေဆိုလို့ရှိရင် engine နဲ့ gear box တွေပြောင်းမရပါဘူးဒါပေမဲ့သူကဒီတို့ဒီ rules and regulation ကစီတိုင်းကြီးပြောင်းလို့ရတယ်နောက်ပြီးတော့ဒီ short bar ကိုနှစ်ချောင်းစီထည့်လို့ရတယ်နောက်ပြီးတော့ဒီအောက်ပိုင်းကိုလိုအပ်တဲ့နေရာကိုလိုအပ်သလောက်အပြင်အမြင့်အတိုင်းအတာတစ်ခုထိပြင်လို့ရတယ်ပေါ့နော်တာယာတွေရလည်းအကြီးပါတုံးလို့ရပါတယ်အဲ့တော့ဒီ Dakar Rally ပြိုင်တဲ့ Defender ထဲမှာဘာတွေတက်ထားလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့ပြောပြပါမယ်ကျွန်တော်တို့လိုက်ကြည့်လိုက်ရအောင်
ပထမဆုံးမြင်ရတော့ဒီ Octa မှာပါတဲ့ဟို stock engine ဖြစ်တဲ့ဒီ 4.4 liter twin turbo V8 တွေ့ပါတယ်ဒါကတော့သူတို့ဒီ stock ပဲပေါ့နော် stock airbox နဲ့ stock ဒီတိုင်းပဲဖြစ်ပါတယ်ဒါကဒါပေမဲ့သူဒီတိုင်းပြီးတော့အကြီးတော့ဖြစ်သွားတယ်နောက်ပြီးတော့ဘေးမှာဒီ stock ဒီကျွန်တော်ခေါင်းဟိုဟာအပေါက်လေးလေးရှိပေါက်လေးပါတယ်ပေါ့နော်အဲဒီပါပါတယ်နောက်ပြီးတော့အောက်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျတော့အောက်မှာသူတို့ဒီ frame ကိုထပ်ပြီးတော့နည်းနည်းလေးပို့ပြီးတော့ပို့ထားတယ်ကြက်ခိုင်အောင်နောက်ပြီးတော့သူတို့ suspension ကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့လေးမသုံးဘဲနဲ့ဒီကျွန်တော်တို့ PlayStation ရဲ့ဒီ short bar အကောင့်စားတွေသုံးထားပါတယ်ပြီးတော့အထဲကိုကျွန်တော်တို့ထပ်ကြည့်မယ်ဆိုလို့ရှိရင်အထဲမှာကျတော့ဒီနောက်ပိုင်းလူထိုင်နေတဲ့နေရာမှာကျတော့ဒီ950 liter ဆန်နဲ့ပေါ့နော်ကာလန်140 150လောက်ဆန်နဲ့စီတိုင်းကြီးအကြီးလောက်ထားပြီးတော့ spare tire နှုံးထည့်ထားပါတယ်ပြီးတော့အဲ့မှာကားဘိန်းဝိုင်ပေါက်လို့ရှိရင်ပြက်ကားဝိုင်ပြလို့ရှိရင်ပြင်လို့ရအောင်ဆိုပြီးတော့ဒီ hydraulic jack ပေါ့နော် hydraulic ဒီ air jack ကိုတစ်ခါလေးလို့ဆင်ပြီးထည့်ထားပါတယ်နောက်ခါမှာတော့သူတို့ဒီ roll rage ပါတယ်ပြီးတော့ဒီနောက်ထပ် spare tire တစ်လုံးပါတယ်နောက်ပြီးတော့သူတို့ဒီပြီးတော့ဟိုဟာလေဒီ hydraulic jack တွေသူတို့ဒီဟိုပါတယ်ပေါ့နော်ဘာလို့ spare tire တရားသုံးအောင်ထည့်လဲဆိုတော့သူတို့ဒီ Dakar relay ကလမ်းကကြောက်ခဲတွေရောဟိုကမူတွေရောတဲတွေရောအချွန်တွေရောအတုံးတွေရောအကုန်လုံးဖြတ်ကျော်ပြီးတော့အချိန်နဲ့မောင်းတော့မလို့တာယာတွေခဏခဏကွဲနိုင်ပါတယ်အားကြောင့်ကျွန်တော် spare tire သုံးဆောင်ရတယ်နောက်ပြီးတော့စီတိုင်းကြီးလည်းအကြီးထည့်ရပါတယ်ဆိုတော့လမ်းလယ်မှာလည်းစီပြတ်သွားလို့ရှိရင်ဘယ်သူမှလာမထည့်ပေးပါဘူးသူတို့ကို့ဖွဲတာတစ်စီးရပဲဆွဲရင်ဆွဲပြီးတော့ကိုစကန်ကိုပြင်ရအောင်ပြင်ရပါတယ်အဲ့လိုမျိုးပါနောက် Dakar relay ကကြတော့တောင်မြင်ထဲမှာဒီတဲတောင်မြင်ထဲမှာတစ်ချောင်းမောင်းတဲ့အတွက်မို့လို့ပေါ့လမ်းမပြောက်အောင်မောင်းရတယ်ပေါ့နော်လမ်းပြောက်ပြီဆိုလို့ရှိရင်ကိုအချိန်နောက်ကျသွားလို့ရှိရင်အချိန်ကမပြီးတော့ပါဘူးကားလည်းကောင်းအောင်မယ်လူလည်းမောင်းအောင်မယ် driver လည်းတော်အောင်မယ်ပြီးဘေးကလမ်းပြရလည်းတော်မှဒီကျွန်တော်ဒီ defender တွေအခုဒီပထမဒုတိယတတိယ3နေရာစတိုက်ရပြီးတော့ဒီ stage 73ခုလုံးမှာစုရအောင်မောင်းနိုင်တယ်ဆိုတာကတော်တော်လေးတော့မလွယ်ပါဘူးဒီ defender 3စီးကဒီ Dakar relay မှာ stage 73ရှိပြီးတော့73ခုမှာပထမစုတွေစတိုက်တွေပါရခဲ့ပါတယ်နောက်ပြီးတော့1 2 3 position နဲ့ရခဲ့ပါတယ် It was so beautiful. Yeah, happy, really. I'm really proud about the team spirit inside the team. To come in as a new team, as a new defender ကဘာလို့ပဲပြောဒီအခုဒီ Dakar relay မှာတော့ပေါ့နော်သူတို့ကားကဘယ်လောက်ထိကောင်းတယ်ဘယ်လောက်ထိကောင်းတယ်နဲ့ဆိုတော့ကိုဒီကျွန်တော်ဒီဗီဒီယိုတွေမှာအများကြီးဟိုတက်တည်ပြရပါတယ်မြင်ရပါတယ် driver တွေလည်းတော်ကြပါတယ်ခုနောက်ပြီးတော့ကျွန်တော်အမြင်အားကြည့်လို့ရှိရင်လည်းဒီဗီဒီယိုကျွန်တော်ပြန်ကြည့်တဲ့အချိန်မှာလည်း defender ကကားနဲ့ရှိရနောက်ပြီးတော့ပြန်လဲပို့ကြည့်လို့လားမသိဘူးဒီ off road ဒီလမ်းကြောင်းတွေမှာတော်တော်လေးကိုငြိမ်ပါတယ်အဲ့ဒါတော့ကျွန်တော်ဒီကိုယ်မြင်နေဆိုတော့ဗီဒီယိုတွေမှာလည်းမြင်ရပါတယ်ကားတော်တော်ငြိမ်မြင်ရပါတယ်အားကြောင့်လည်းကျွန်တော်ဒီအရာကိုသဘောကျပြီးတော့ကျွန်တော်လေ့လာပြတာပေါ့နော်။ကျွန်တော်ကားဝါနာပါတဲ့ခါကျတော့ကျွန်တော်ကကိုယ့်ဆက်စုနေရဆိုတော့အဲ့မှာလေ့လာရင်းနဲ့ဒီကြောင်းကျွန်တော်တွဲချင်တာဖြစ်တာကျွန်တော်ပြောပြတာပါ။အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတစ်ခုမှထပ်ဆုံပါအောင်မယ်။ကျေးဇူးပြုပြီးတော့ like and follow လုပ်ခဲ့ပေးပါ။တတားWhy am I so stupid, man? It's not only the driver, co-driver, like all the mechanics.